အားလုံးကိုမင်္ဂလာပါအခုဒါတွေ့နေရတဲ့ GPS ကတော့အမေရိကန်နိုင်ငံမှာဆရာတော်တန်ခါတော်များ data စရီကြွတဲ့ခရီးစဉ်ဖြစ်ပါတယ်ဒါတော့ Texas ပြည်နယ်နဲ့စတင်ပြီးမှဆရာတော်တို့ရဲ့ခရီးစဉ်က Washington DC ဆိုတာအမေရိကန်နိုင်ငံရဲ့သမ္မတအိမ်ဖြူတော်မြို့တော်ပေါ့ဗျာပြည်နယ်50လုံးကိုအဲ့ဒီ DC ရနဲ့သမ္မတနေတဲ့နေရာနဲ့အုပ်ချုပ်တာပေါ့အခုအဲ့ဒီနေရာအထိဆရာတော်ခရီးကျွမ်းနေပါတာဖြစ်ပါတယ်အခုဒီမှာနီနီလေးလူလမ်းလျှောက်တဲ့ပုံစံကဒါဆရာတော်တို့ဒီနေရာရောက်နေပါတယ်ပြီးတော့အဲ့ဒီအစိမ်းတွေတွေ့နေရတာတော့ဆရာတော်တို့ကတညက်အဲ့လိုမျိုးတည်င်းသုံးတဲ့နေရာတွေပေါ့နော်ကျွန်တော်နေတဲ့နေရာနဲ့ဆိုရင်အခုဆရာတော်ရောက်တဲ့နေရာနဲ့ဆိုရင်တော့10 နာရီကားမောင်းရတာပေါ့နော်မိုင်ပေါင်း600အဝေးမှာရှိပါတယ်ဆရာတော်ကတဖြည်းဖြည်းနဲ့ကျွန်တော်ရှိတဲ့နေရာဘက်ကိုနီးလာနေပါပြီဆရာတော်တန်ခါတော်တို့ကကျွန်တော်လည်းတော့ဖူးဖို့ဝေယဝိဆပြုဖို့ဆိုရင်မှရည်ရွယ်ထားပါတယ်ဒါပေမဲ့နည်းနည်းနီးမှနော်ကျွန်တော်ဒီ Washington DC ကကျွန်တော်နေတဲ့နေရာနဲ့မိုင်400လောက်ဝေးတာပေါ့ဗျာဆရာတော်တို့နောက်ထပ်မိုင်200လောက်အနီးရောက်လာပြီဆိုရင်တော့ကျွန်တော်သွားဖူးမယ်ပေါ့နော်အခုလောလောဆယ်တော့ North Carolina မှာရောက်နေပါတယ်ဆရာတော်ခရီးစဉ်ကတော့ဒီ Washington DC အထိပါ Thank you. So asking for forgiveness from the others and then we forgive them, we forgive ourselves is something that we must do. Okay? Don't carry those bag of rocks on your shoulder anymore. It's heavy. It's really heavy. Just have to let it go piece by piece. That is when you can walk freely in life. Let us all do that together. Put your left hand on top of your heart. ဆရာတော်ကရောက်လာတဲ့ပရိသတ်တွေကို Right hand on top of your left hand. တရားမှတ်ပုံတရားရှုမှတ်ပုံတွေကိုသင်ပေးနေပါတယ်ဟောပေးနေပါတယ်ဘယ်လိုတရားမရမလဲဆိုတာမျိုးတွေဘယ်လက်ပေါ်မှာညလက်ကိုတင်ပြီးမှမျက်စိလေးမိတ်ပြီးမှနော်မေတ္တာဘာဝနာပွားပုံကိုမှအပြည့်တွေရှိရင်တောင်းပန်ပုံလူများကကိုယ့်အပေါ်မှာအပြည့်တစ်ခုခုလောက်ထိုင်သူတို့ပေါ်မှာခွင့်လွတ်ပုံနော်ဒီ universe ဆိုတဲ့ကျွန်တော်တို့လောကကြီးကိုဘယ်လိုမေတ္တာဖြတ်မလဲမေတ္တာဘယ်လိုဝေမလဲစသည်အဖြစ်ဒီမှာဟောတော်မူထားတာရှိပါတယ်နော်ကျွန်တော်ဒီဗီဒီယိုအရှိကြီးကိုနည်းနည်းလေးပဲပရိသတ်ကိုကုသိုလ်ရပါစေတာဓုခွန်နိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးတာဖြစ်ပါတယ်နော်ဆရာတော်ကတော့ခုလောလောဆယ် North Carolina မှာရောက်တော်မူထားပါတယ်နော်ဒါဆရာတော်ကလက်တွေ့ပရိသတ်တွေကိုတရားရှုမှတ်ဘယ်လိုကျင့်ရမလဲဆိုတာမျိုးကိုအကျဉ်းချုပ်အနေနဲ့ဒီမှာရှင်းပြထားတာတွေ့ရပါတယ်အရင်ပီတိဖြစ်ပါတယ်အရင်ဆက်စမှာတော့လိုင်းလျှောက်ဒီတိုင်းdata စရီကြွတာပဲတွေ့ရတယ်အခုတော့လူတွေကအများကြီးစိတ်ဝင်စားတာဘာပဲဖြစ်ဖြစ်ဘုရားရဲ့တစ္ဆာတရားတစ်ခုပဲဖြစ်ဖြစ်သူတို့နာခွင့်ရရင်သူတို့အတွက်လည်းပါရမီဖြစ်သွားတော့ဗျာနော်ကျွန်တော်တို့လည်းတန်ត្រာမဒီလိုပဲပါရမီဖြည့်ရင်းနဲ့ယဟန္တာတွေကလည်းတန်ត្រာမဒီလိုပဲပါရမီဖြည့်ရင်းနဲ့ဘုရားအဆူဆူတန်ခါအဆူဆူတွေကိုနော်တန်ခါအပါပါအဲ့လိုမျိုးဖူးခွင့်ရလို့ယဟန္တာတွေဖြစ်သွားတာပေါ့နော်ဒီတော့ပါပဲတန်ត្រာမဒီလိုမျိုးပဲပါရမီနည်းနည်းဆူဆောင်ခွင့်ရရင်နောက်ဆုံးတော့နိဗ္ဗာန်ရသွားတာပါပဲThere are times in this life when our parents is sitting in front of the door, waiting for us to come home. Time when they prepare food for us to come home for dinner.
The food on the table are getting colder and colder. They are sitting on the sofas waiting for us to come home. Yet we are not home. There are so many times we have made them cry. Their love towards us is like the water in the oceans. But our love towards them is just like a drop of rain on the leaf. Every time when they say something that we does not like, we walk away from them, left them with tears and suffer. Let us think of them, ask them to forgive us. We also going to forgive them if with intention or without intention they have made us sad, disappointed, and suffer. Let us now think of our loved ones, our family members, relatives,